တောရဒလေးငုံကောင်ရီ900ဟင်းချက်နည်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့တန့်စင်ထားတဲ့ငုံတွေကိုအရသာသွင်းမှုအတွက်ရိုးရာကြောက်ပြဲပေါ်မှာကိုယ်တိုင်ကြိတ်ချထားတဲ့နံတွင်ငရုတ်သီးအနှစ်စားကြမ်းတို့နဲ့တေချာနေပြီးစနဲ့ကြိတ်တာမဟုတ်ပဲအခုလိုကိုယ်တိုင်ကြိတ်ထားတဲ့တဘာဝဟင်းခတ်အမွေးအကြိုင်တွေကဟင်းရဲ့အရသာကိုပိုပြီးထူးကဲစေတာကိုတွေ့ရပါတယ်။အဲ့ဒီနောက်မှာတော့နှက်ထားတဲ့ငုံတွေကိုရိုးရာချက်ပြုတ်နည်းတွေကိုအသက်ဝင်အောင်ဘလို့ချက်ပြုတ်သွားလဲဆိုတာစိတ်ဝင်စားစရာကြည့်ရှုရမှာပါ။အဲ့ဒီနောက်မှာတော့နှက်ထားတဲ့ငုံတွေကိုတဘာဝနှမ်းစီတန်တန်ထဲမှာထည့်ပြီးကျွတ်နေအောင်အရင်ကြော်ပါတယ်။ထင်းမီးပိုကြီးနဲ့ရိုးရာတဲအိုကြီးထဲမှာစီပွက်ပွက်စုမှာကြော်တာဖြစ်လို့အနံလေးကအစတင်းနေမှာအသေးချပါပဲ။အသားတွေကြော်ပြီးတဲ့အခါမှာတော့ဟင်းအနှစ်အတွက်စီတက်တဲ့အခါတစ်ကြံပိုးခောက်ဖာလာလေးညင်းစားတဲ့ဟင်းခက်အမွေးအကြိုင်တွေပူစီနန်နန်းနန်းပင်ကြက်သွန်နီအသေးလေးတွေခရမ်းကျင်သီးငရုတ်သီးစိမ်းအစရှိတာတွေကိုတဘာဝနှမ်းစီတန်တန်ထဲမှာထည့်ပြီးကျွတ်နေအောင်ရင်ကြော်ပါတယ်ပြီးမှရေနဲ့စားထည့်ပြီးဟင်းအနှစ်ရအောင်တီးထားလိုက်ပါတယ်ဟင်းအနှစ်ပွက်ပွက်ဆူလာပြီးဆိုရင်တော့စောစောကကြော်ထားတဲ့ငုံကြော်တွေကိုထည့်တေချာမွေပေးပြီးဟင်းအနှစ်တွေပြီးတော့အဓိကလျှို့ဝှက်ချက်ဖြစ်တဲ့ကိုယ်တိုင်ထောင်းထားတဲ့ဂျင်းကြက်သွန်ဖြူဇီယာနဲ့နနန်စိအနှစ်တွေကိုပါထည့်ပြီးမွေးလာတဲ့အထိစီတက်ပါတယ်နောက်ဆုံးမှာတော့အပေါ်ကနေနန်းနန်းပင်လေးအုပ်လိုက်တဲ့အခါမှာတော့အယောင်စင်းရောအနံ့အရသာပါပြည့်စုံလို့နဲ့ငုံကောင်ရီ900ဟင်းကြီးကိုရရှိသွားပြီပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးရဲ့အကောင်းဆုံးအနှစ်သာရကတော့သူတို့ကိုယ်တိုင်အရသာရှိရှိသုံးဆောင်ကြရုံသာမကပဲချက်ပြုတ်ထားတဲ့ဟင်းလျာတွေကိုဘိုးဘွားရိတ်တာကအဖိုးဘွားတွေကိုပါတွားရောက်လှူဒန်းကျွေးမွေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်လည်းစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါမို့ဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ခင်ဗျာ။